သက်ရှုထောဆောင်းချဒီခါပေးဆောင်းတာတွေကနော်ဒါလေဝင်ချုပ်တာအတွက်အရန်ကောင်းတယ်ရှုထောone shoot ရှုထောရှုထောနဲ့ရှုထောရှုထောတော့ရှုထောရှုထောလေခဲရှုထောရှုထောငါရှုထောရှုထောချရှုထောရှုထောခွန်ရှုထောရှုထောရှစ်ရှုထောရှုထောကိုရှုထောရှုထောတစ်ဆက်ဟုတ်ပြီဒီတစ်ခါကျရင်ထိမ့်မယ်ရှုတင်းရှုထော10ချိန်နဲ့ထိမ့်မယ်နော်ရှုထောဟုတ်ခါပြီးဆောင်းထရှုတင်းရှုထော10ချိန်1 2 3 4 5 6 7 8 9 10 okay shoot top okay sure เนาะဒီလိုဘေးတကြောတွေအကုန်လုံးယော့သွားသလိုဒီလက်ရဲ့ဒီလက်မောင်း joint မှာတင်းအားရှိတယ်ယော့သွားတယ်เนาะဟုတ်ပြီနောက်တစ်ဖက်ကိုပြန်ပြီးတော့သွားမယ်ဟုတ်ပြီနောက်တစ်ဖက်ကိုသွားလိုက်မယ်တကယ်တော့ဒီမှာဒူးထောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒူးနာတတ်တဲ့ဆိုဒူးအောက်မှာပဝါလေးတွေထားပြီးလို့ရတယ်ဟုတ်ခါလေးမမတ်လေးထားပြီးမယ်เนาะအခုဒီဘက်ကိုဆွဲဆန့်တာခံစားနေရเนาะဒီဘက်ကလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ခံစားရတယ်ဟုတ်ပြီညာဘက်လက်ကိုအပေါ်ကိုဆက်လက်မောင်းနှစ်ရွက်ကတ်ထားမယ်လှုပ်ဆောင်ချက်တိုင်းကိုအာယုံစိုက်မယ်เนาะရှူထောက်ရှူထောက်1 shoot ထောက် shoot ထောက် 2 shoot ထောက် shoot ထောက် 3 shoot ထောက် shoot ထောက် 4 shoot ထောက် shoot ထောက် 5 shoot ထောက် shoot ထောက် 6 shoot ထောက် shoot ထောက် 7 shoot ထောက် shoot ထောက် 8 shoot ထောက် shoot ထောက် 9 shoot ထောက် shoot ထောက် 10 ထိမ့်မယ်ထိမ့်တဲ့အချိန်မှာရှူတင်းရှူထုတ်10ချိန်နဲ့ထိမ့်မယ်ကျွန်မတိုင်ပြင်မလုပ်တော့ဘူးတောက်လျှောက်ရှူထုတ်10ချိန်သွားပြီးမယ်နော်โอเคရှူထုတ်ရှူတင်းရှူထုတ်
10 ချိန်နဲ့ထိန်Okay ဒီမှာ shoe tall Okay shawl